ဖွင့်ပြတဘောကြည်တဲ့လည်းပြည့်စုံရပါပေ၏ဓမ္မတန်ကောယဆောင်ကိုတရားတော်ဘုရားမြတ်တော်ကိုရောဘုသောရခြင်းသည်မဟာမြေသာဝတ္တသံမေတော်ကပညာကြည်ခြင်းလည်းပြည့်စုံရပါပေ၏သံဃာနာယဟမြတ်စွာအမြတ်တန်ခါဘုရားမြတ်တော်ကိုရောဘုသောရခြင်းသည်မဟာဘောဂဝတ္တစီရိဘောဂဥစ္စာများခြင်းနဲ့ပြည့်စုံရပါပေ၏ဣတိတော်ကောတိတေပညာတိတေဥစ္စာဘောတိတိယရဏနိယနာယနာသုံးပါးပေါင်းအဝယရဏသုံးပါးပေါင်းကိုဘုရားရဲ့မြတ်တော်ကိုရောဘုသောတိဖလံကျိုးတရားပါပေ၏ဣတိတော်ဇဏမလိလာရှိနေတဲ့ဤယနေ့ယခုလောကသော6လကဘောအောင်ကိုသွန်ပြေဘဝတည်တုသို့ကိုပြောင်းသွားသောသာသနာဒါယကလေးမဝိသည့်တန္တရာကောင်းကျိုးချမ်းသာတွေကိုရရှိခံစားနိုင်ပါစေလူနာနိဗ္ဗာန်ဒုက္ခသောချမ်းသာဒုက္ခအမှန်တရားတွေကိုစရလို့တူတူပြီးတော့ရရှိခံစားနိုင်ကြပါစေခြင်းကြောင့်တန်ခါကြကုန်သောမိဘညီကိုမောင်နှမဆွေမျိုးသားတို့မှာဘုရားမူသောသံဃာတော်ရှင်သူမြတ်တော်ရဲ့ဘုန်းကိုဤမှန်၍ပုံမြတ်တန်ရှင်ပြီးကင်းကုန်သောသွန်ခဲဝေမောတိထိုခြင်းရနာပြပြနှင့်တကွာသင်္ကန်းတိပနယစရှိသောလူတန်းဝေအားပြပြတို့ကိုစက္ကလူတန်းရရခါသမြတ်ဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏတန်ခါမြတ်ဆုံးယရဏထိုယရဏမြတ်သုံးပါးတို့နှင့်တကွာမိဘဆရာတော်တို့အယုသေမြတ်တို့လက်ဆုံးမော၍ရှေခောဘုရားဘုရားပလျောကရောလိုက်ကြရန်တော်တန်ခိဇကမောဒရာကုသိုလ်ကံစေနာပြပြတို့ကြောင့်မိမိတို့တရားသက်ရှိခြင်းဆင်းလာခြင်းချမ်းသာခြင်းနှင့်ခွာကြည်ခြင်းဉာဏ်ပညာကြည်ခြင်းဘုဒ္ဓဂုအာနုဘောခြင်းခြင်းဥစွာသောကောင်းရောချမ်းသာခြင်းတွေမင်္ဂလာများပြတော်နှင့်ပြည့်စုံကြကုန်ပြီလျင်နောက်ဆုံးသောဘဝထုကာလတို့၌မိုးခြင်းနဲ့ကိုရတဲ့ဒုက္ခမနာခြင်းနဲ့နာရတဲ့ဒုက္ခမသိခြင်းနဲ့တရားတဲ့ဒုက္ခတို့ဤကိဝေယမမြတ်နိဗ္ဗာန်ကိုဧကံမောချရာလွင်ရောက်လွင်မျက်မှောက်ပြုလေနိုင်ကြသည်ဖြစ်နိုင်ကြပါစေအဟံဗန္တိတိတရဏိနာတာပင်စာတိလံဓမ္မယာစာမိအနုဂဟံကတဝံသီလံဒေထမေဗန္တိဒုတိယမိတတိယမိအဟံဗန္တိတိတရဏိနာတဟပင်စာတိလံဓမ္မယာစာမိအနု